ပြလိုက်နဲ့လူဘဝကြီးတယ်ပြုံးလိုက်မဲလိုက်နဲ့တန်တရားလေးကြောက်ဆုံးသွားတဲ့စိတ်ဓာတ်တွေကြားထဲမှာပြေးလိုက်ရလိုက်နဲ့လူဘဝကြီးတယ်ဒီလောဘဒေါသမိတ်ဆွေလိုပဲမျက်စိသွားတဲ့စိတ်ဓာတ်တွေကြားထဲမှာအတီးလိုက်မတီးလိုက်ဖြတ်ကျော်နေရင်အချို့ကြောင့်တရားများပြေလို့နေတယ်တကူစားတွင်များဖေးဖေးစေရနာလေးရေးကြီးရဲ့တကယ်ဆိုလူဘဝကြီးကအပြောင်းလဲမြန်တယ်ရှင်တန်ခြင်းရဲ့ဒိတ်ပဲတစ်ချိန်မှဆုံးသက်ရမယ်တကယ်ဆိုလူဘဝကြီးကအနိုင်တလဲမြင်တလဲလိုက်နဲ့လူဘဝကြီးတယ်ဒီလောဘဒေါသမိတ်ဆွေလိုပဲရက်စီသွားတဲ့စိတ်ဓာတ်တွေကြားထဲမှာဒီကိုယ်စားတွေးများပဲစေရနာလေးရေးကြီးတယ်တကယ်ဆိုလူဘဝကြီးကအပြောင်းလဲမြန်တယ်ရှင်သန်ခြင်းရဲ့ဒိတ်ပဲအချိန်မှအဆုံးသက်ရမယ်တကယ်ဆိုလူဘဝကြီးဘွားရဲ့အရာသာမတူနေနိုင်ပေမဲ့အရာရာကောင်းမဲ့မင်းမြင်ပါအရာရာကောင်းမဲ့တွေ့နိုင်မှာပြေဆုံးမှာစေရနာလေးရေးကြီးရဲ့